ဒီကဘာဟာမောင်မိုက်ဒီဖုံလွှမ်းရင်ခုန်တဲ့ခံစားချက်တဲ့နဲ့ရှင်တလာသူထောင်ရခိလမ်းမှာနာကျင်စွာညှိတွားတန်စင်ကိုရောရဲ့အနာတို့ချုံမြတဲ့ချင်းတဲ့ဘုံမဖြစ်တော့လေဝါဒနာဆွဲလန်းခြင်းတွေလိုချင်ရာအတ္တသဘောတွေကိုရောကိုတီကျွမ်းခြင်းတဲ့ပိုလာမဲဆိုဖြည့်စီပြလိုက်ပါကိုရောဟာကျွန်တော်ရဲ့ရှင်ခင်ရှင်ဘရင်ဖြစ်ဖို့လိုအပ်ရင်ကျွန်တော်ဘဝပြတ်တော့ပါ